မိဘထက်ဘယ်သူမှပိုမချစ်ဘူးမိဘတွေကိုနာကျင်အောင်မပြောပါနဲ့မိဘတွေကိုအလုံးမအားဘူးဆိုပြီးပြစ်မထားပါနဲ့မိဘတွေကိုခေအကြောင်းနားမလဲပါဘူးဆိုပြီးမချိုးနှိမ်လိုက်ပါနဲ့မိဘတွေကိုညှင်းခုန်တုပြောပြီးအနိုင်မလို့ခြင်းပါနဲ့မိဘတွေကိုဘာကြောင့်နဲ့မှမျက်ရည်ကျအောင်မလုပ်ပါနဲ့မိဘတွေကိုအချိန်အကြာကြီးအဆက်အသွယ်ဖြတ်မထားပါနဲ့တင်းရဲ့ဖြစ်တည်မှုအကောင်အဆိုးသတင်းတွေကိုနားဆွင့်ပြီးမျောနေတဲ့နေရာမှာမိဘထက်ဘသူမှမပူပါဘူးတင်းကိုအမြင့်ဆုံးရောက်စေခြင်းပြီးအဆိုးဆုံးဘဝမှာရှိမနေစေခြင်းနာတင်းကိုကောင်းစားစေခြင်းပြီးဒုက္ခတွေမရောက်စေခြင်းနာဒီလိုစေတနာမေတ္တာတွေဆိုတာတင်းမိဘထက်တော့တင့်အပေါ်ကိုဘသူမှပုံမထားနိုင်ပါဘူးမိဘဟာခေအကြောင်းမသိရင်နေမယ်ဘဝအကြောင်းတော့ကောင်းကောင်းသိတယ်မိဘဟာဂုံပကာတနာနဲ့ပွဲတူးဂုံတူးတွေမရှိရင်သာနေမယ်အတွေ့အကြုံနဲ့စင်ကျင်တုံတရားရှိတယ်မိဘဟာအောင်မြင်သူဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါပေမဲ့သိကြတာတော့ဖြူစင်ရိုးသားမှုတွေနဲ့တင့်ဘဝကိုရှေ့ဆောင်လမ်းပြပေးလိမ့်မယ်ဘယ်သူမှမလိုအပ်တော့တဲ့အခါအိမ်ပြန်မှာဟိုမှာအမေမျိုးနေတယ်ဘယ်သူမှမကြည်ဖြူတော့တဲ့အခါအိမ်ပြန်မှာဟိုမှာအမေစောင့်ကြိုနေတယ်ဘယ်သူမှအနားမှမရှိတော့တဲ့အခါအိမ်ပြန်မှာဟိုမှာအမေအချစ်တွေပေးဖို့အိမ်ပြန်လမ်းမှာမြုံနေတယ်ကိုကသားသမီးကောင်းဖြစ်မှာမှမိဘကောင်းနေရပြန်ရောက်ပြီးသားသမီးကောင်းရပါလိမ့်မယ်ကိုရဲ့တည်တဲ့ရင်ကျေးလိမ်မာမှုအတွေ့လောကကြီးကတနည်းနည်းနဲ့တော့ကိုယ့်ကိုပြန်ကျေးဇူးပြုမှာပါအမေကအသက်နဲ့ယဉ်ပြီးမွေးထားပေးတယ်အဖေကဘဝနဲ့ယဉ်ပြီးကြွေးထားခဲ့တယ်ကိုကနှလုံးသားနဲ့ရောဘဝနဲ့ပါပေါင်းပြီးကျေးဇူးပြန်ဆက်ဖို့လိုပါတယ်မင်းကိုတယောက်ယောက်ကနေတေးလောက်အောင်ယူမတန်ချစ်ပါတယ်ဆိုတဲ့အချစ်ဦးပုံပြင်တွေကိုမယုံလိုက်ပါနဲ့တကယ်ပြောတာပါဒီကဘာမှာတင့်ကိုမိဘထက်တော့ဘသူမှပိုမချစ်ပါဘူးမိဘကိုတည်တတ်တဲ့တာသမီကဘယ်တော့မှမစင်ရဘူးဒါဟာတကယ်လက်တွေ့ပါအစင်မပြေဘူးဆိုရင်တော့ခဏပဲနောက်ပိုင်းမှာသူ့အလိုစင်ပြေသွားတတ်တယ်မိဘဆိုတာလူပိုကြီးတွေမဟုတ်ဘူးဆိုတာတချို့တွေကိုသိစေချင်ပါတယ်။အိုရင်ပယ်တတ်တဲ့လူတွေကိုအတိစိတ်လေးတစ်ခုလောက်ထည့်ပေးစီချင်တယ်။အမှန်တော့မိဘတွေဆိုတာသူ့ထမင်းထုံးနဲ့သူလာတာပါ။မိဘနှစ်ပါးကိုအိမ်မော်ခေါ်တင်ကြွေးထားရလို့ဆင်းရဲရတဲ့သားသမီးဆိုတာမရှိပါဘူး။မိဘကိုမိဘမှမသိတတ်လို့ပြစ်ထားတတ်တဲ့သူတွေမှအများကြီးရှိကြပါတယ်။မိဘကိုလှုပ်ကြွေးတဲ့သူကရှာဖွေရပိုလွယ်တယ်။မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူကပိုပြည့်စုံလာတယ်။မိဘကိုပြန်ကြည့်တတ်တဲ့သူကပိုအဆင်ပြေလာတယ်။မိဘစကားနားထောင်တဲ့သူကပိုစိတ်ချမ်းသာရတယ်။ဒါကြောင့်ရှိနေတော့မှတည်တတ်ပါ။အသက်ကြီးမှပြန်ကြည့်မယ်လို့မတွေးပါနဲ့။ကိုပြန်ကြည့်နိုင်တဲ့အချိန်သူတို့တွေရှိချင်မှရှိတော့လိမ့်မယ်။မချမ်းသာလို့မပြည့်စုံသေးလို့ဆိုတဲ့စင်ကြီးတွေအစားကိုတတ်နိုင်သလောက်အဖေအမေကြိုက်တတ်တဲ့မုံလေးတစ်ထုပ်အနွေးတဲ့လေးတစ်ထည်ဖက်နှက်လေးတရံနဲ့တင်သူတို့ကိုစိတ်ချမ်းသာစေတယ်ပြည့်စုံစေတယ်စကားတခွန်းကဒီလိုရှိတယ်မိဘအတွက်ကုန်သွားတဲ့ငွေကအမြဲဆယ်ဆပြန်လာတယ်ကိုယ်စီကနည်းနည်းရပြီးများပြန်ပေးကျင်တာကမိဘတွေအပြင်မရှိပါဘူးလက်ရှိအောင်မြင်နေတဲ့သူတွေကိုကြည့်ရင်မိဘကိုတည်တတ်တဲ့သူတွေချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်မိဘကိုဘယ်တော့မှမညှို့ညင်တတ်တဲ့သူတွေမယုံမရှိပါနဲ့သူတို့ကြောင့်မိဘတွေအဆင်ပြေနေတာမဟုတ်ပဲမိဘကြောင့်သူတို့အဆင်ပြေနေတာကိုသူတို့ယုံကြည်ကြတယ်